ရင်နှုံနေရမြန်မာမင်းကလေးတွေကအလှပအတွက်တနခါကိုဆွဲမြဲစွာအသုံးပြုလာကြပါတယ်။အခုတော့တနခါကြိုက်တဲ့သဲတို့လိုမင်းကလေးတွေအတွက်ဘယ်လားထုတ်လိုက်တဲ့ကူရှင်လေးရှိနေပြီဆိုတော့ကူရှင်လေးကိုပုတ်ပြီးလိမ့်လိုက်ရင်မောင်နဲ့တွေ့ဖို့အတွက်အဆင်သင့်ဖြစ်ပြီပေါ့။အဲ့ဒီမှာပါဝင်ပြခဲ့တာတော့ဆီယမိုင်းမဆန္ဒကိုယ်တိုင်လာရွေးတယ်။နောက်ပြီးတော့ producer တွေရွေးတယ်။ဇက်ညွှန်းနေတဲ့အတူတူသရုပ်ဆောင်ခဲ့ရတယ်။နောက်ပြီးတော့ director တွေ DOP တွေအားလုံးစုံပြီးတော့ KO casting ကနေတစ်ဆင့်ရွေးချယ်ခဲ့တာပါရှင်ဟုတ်။အရေးရိုက်တော့မယ်ဆိုတော့ဇက်ကားတွေလည်းပြန်ပြီးတော့ချို့လည်းကြည့်ကြတာရှိရချို့လည်းပြန်ပြရတယ်ပေါ့နော်ဒါကတော့အရင်အရေးဆိုတော့ခေးမကြည့်ခဲ့ဘူးရှင်ဘာဖြစ်လို့လဲဆိုတော့ခစ်တွေလည်းနည်းနည်းကွာတယ်နောက်ပြီးတော့တခုခုဆိုရင်သူများ item လွှမ်းမိုးမှာဆိုလို့ပေါ့နော်ခေးကအမာညိုဝတ္ထုတွေကအမာညိုဆရာမကြီးရဲ့အမာညိုပရိသတ်ရဲ့အမာညိုဖြစ်ချင်တာပါရှင်အဲ့ခါကျတော့ခေးကဝတ္ထုတွေကအမာညိုပဲအသက်သွင်းခဲ့တာပါဟုတ်ခေးနေရဘယ်လိုနေရာမျိုးလဲဆိုတော့တကားလုံးကတောကများတယ်အရန်စိတ်ညစ်ညူရတယ်အရန်စိတ်ညစ်ရတယ်အရန်ငိုရတယ်ပေါ့နော်အားလုံးကအဲ့လိုဆင်းရဲတဲ့လူကလည်းဆင်းရဲတဲ့သူအလျောက်ချမ်းသာတဲ့လူကလည်းချမ်းသာတဲ့သူအလျောက်သူတို့မှမပြေလည်ခြင်းတွေရှိတယ်အဲ့ဖြည့်စရာနေရာခေးတယောက်ပဲရှိတယ်သူတို့အရန်အဲ့လိုကြက်နေတဲ့အချိန်မှာဆိုအဲ့လိုချလိုက်တဲ့နေရာခေးတနေရာပဲရှိတယ်ပေါ့ခေးကြည့်လိုက်တဲ့အချိန်မှာအော်အေးငါဖြည့်နိုင်အောင်လုပ်ပေးရမယ်လူတွေကိုဒါခေးဖြည့်ပေးရမယ်နေရာပေါ့နော်ခေးရဲ့ character နေရာကနေပြီးတော့လူတွေဘာပေးရမလဲပေါ့နော်အဲ့လိုမျိုးစဉ်းစားပြီးတော့လက်ခံခဲ့တာဆီယမကြီးဝတ္ထုကိုလည်းအခါခါဖတ်ခဲ့တယ်ငါဆီယမကြီးရဲ့အမာညိုဖြစ်ရမယ်ပေါ့နော်အရင်ကတော့ရုပ်ရှင်ခေးမကြည့်ဘူးရှင်ခေးကများသောအားဖြင့်စာဖတ်တာများတယ်စာဖတ်ပြီးတော့ဒီဇက်ကောင်ဇရိုက်ကိုအပြင်မှာလည်းလေ့လာတယ်ခေးကိုယ်တိုင်လည်းကြည့်တယ်ဒါနဲ့ဆက်တဲ့ဇက်ကောင်ဇရိုက်နဲ့ပတ်သက်တဲ့ကားတွေကိုလည်းမှီညမ်းပြီးတော့ကြည့်ပြီးတော့ရိုက်ခဲ့တာပါရှင်ခေးတို့ရဲ့ဆရာတယောက်ပြောဘူးတယ်ပေါ့အဲ့ဒါဘာလဲဆိုလို့ရှင်ခစ်တွေကမတူကြဘူးပေါ့နော်ဥပမာအရင်ခစ်ကဆိုရင်ဂီတတွေနရီတွေကအစချားတယ်လေလေးကန်လေးအဲ့တော့လူတွေရဲ့စကားပြောပုံကလည်းအဲ့လိုမျိုးလေးကန်လေးသွားမယ်တဆင့်ချင်းစီသွားမယ်အဲ့တင်တွေကစအမူအရာတွေကဖြည်းဖြည်းပဲသွားမယ်အဲ့ခစ်ကလူတွေကလည်းအဲ့တိုင်းပဲနေကြရရှင်ဒီခစ်ရောက်လာတဲ့အခါမှာခေတို့ hip hop တို့ဘာလို့ပေါ်လာဒုံတက်တယ်လေအရန်ပဲ beat တွေကလည်းအရန်မြန်တယ်အဲ့လိုပဲလူတွေရဲ့စကားပြောတာလှုပ်ရှားတာသွားလာတဲ့ပုံတွေကလည်းမြန်လာတယ်အဲ့လိုပုံစံမျိုးပါပဲခေတို့ကကြတော့ဒီဘက်ခစ်မှာပိုအဲ့တင်တွေပိုတွက်လာတယ်တချို့ဟာတွေကတော့လူကြီးတွေမျက်စိနဲ့အမြင်ကြတော့ဒါမကောင်းဘူးလားပေါ့ဒါပေမဲ့တကယ်လူငယ်တွေမျက်စိနဲ့မြင်ကြတော့ဒါကတော့ဟုတ်တယ်ပြင်ပမှာပြောနေတယ်ခေးဆိုဒီကားထဲမှာလုံးဝစာစကားတစ်ခေါက်မှမပြောခဲ့ဘူးခေးရဲ့ item တွေဒီခေးစကားပြောတဲ့ခေးရဲ့လှုပ်ရှားမှုတွေအားလုံးဒီပြင်ပကအဲ့လိုရှက်ပြတလူးနေတဲ့ကောင်မလေးတယောက်ဖြစ်အောင်ကိုလှုပ်ယူထားတယ်ပဲပြောပေါ့နော်တရုပ်ဆောင်ထားပါရှင်ဟုတ်ခုနကလူနာကလေဆွဆွလိုက်ဖေးနံပါတ်1မဟုတ်လားအဲ့ဒါကြောင့်ငါမြင်ဘူးတို့လိုရှိနေပါတယ်လို့ကြည်နေရဆွလိုက်ဖေးရဲ့အဆက်ဖြစ်နေတာဟုတ်တနာပါရဲ့တော့ဘာဖြစ်လို့လဲဟာရိုးရိုးနေမကောင်းတော့မဟုတ်လားဘာရောပါရှိလို့ကင်ဆာဖြစ်နိုင်ခြင်းများရဲ့ဟာတနာပါရဲ့ရိုက်ကူးနေတဲ့အတော်အတွင်းမှာဆိုလို့ရှိရင်တော့ကိုဝင်ဆောင်တယ်လောက်ရတာအမတ်တရားပေါ့နော်ထမိန်လည်းမနိုင်ဘူးကအဲ့ဘိုက်ကြီးကိုဖုံးရအောင်လို့ထမိန်ကလည်းအဲ့လိုမျိုးပေါ့ကိုဝင်ဆောင်လည်းကိုလည်းတစ်ခါမှမဆောင်ဘူးတော့လေအဲ့ဒါတော့နည်းနည်းအမတ်တရားပါပဲရှင်ဟုတ်လောဆယ်တော့ခေးတာမိုမီတာဆိုတဲ့ဇလန်တွေလေးရိုက်ထားရပေါ့နော်အမဝစ်လွာဖူးငုံဆိုတဲ့နာမည်နဲ့အဲ့ဒါတော့အတီလေးပဲပေါ့ကျန်တဲ့လူတွေကတော့အကုန်ဟာသားလောက်ကြမယ်ပေါ့ခေးကတော့အိမ်ကိုရှာကျွေးနေတဲ့ပတ်စံချမ်းသာတဲ့ကောင်မလေးတယောက်ပေါ့နော်one set တင်နဲ့အဲ့လိုခက်လှကောင်မလေးတယောက်အနေနဲ့တရုပ်ဆောင်ထားပါတယ်ဒါလေးကတော့အရင်လာပေါ့နော်ရိုက်ကူပြီးစီးသွားပါပြီရှင်ဒီနှစ်ထဲတော့ပြပြမယ်ထင်ပါတယ်ဟုတ်လောဆယ်တော့နားနေရပါကျမရေးချင်းနေရဟုတ်